မိန်းကလေးတဦးသည်ဝက်သားတတုံးကိုမျက်စိတမိတ်အတွင်းမှပင်အပိုင်းပိုင်းလှီးဖြတ်ပြနေသည့်ဆိုင်ရှင်ကသူမကို108တုံးဖြစ်အောင်လှီးပေးရန်ပြောလိုက်သောအခါသူမသည်လျင်မြန်သောအရှိန်နှုန်းဖြင့်ဓားကိုဝေရန်ကလေထဲ၌ပင်စတင်လှီးဖြတ်တော်သည်အသားတုံးများသည်အရွယ်စားခြင်းထက်တူညီညာစွာဖြင့်စင်းတီတုံးပေါ်သို့တတုံးပြီးတတုံးကျလာပြီးတိကျလာသော108တုံးဖြစ်နေခဲ့သည်သူမဓားကိုဓားအိမ်ထဲပြန်ထည့်ပြီးဆိုင်သိမ်းတော်မူအချိန်၌ပင်လျှို့ဝှက်အေးခြင်းအဖွဲ့နှစ်ဖွဲ့ရောက်ရှိလာသည်ရင်းတို့သည်အမှုဆောင်အရာရှိချုပ်တဦး၏လုံခြုံရေးအတွက်သူမ၏ဆရာဖြစ်သူကိုလာရောက်ပင့်ဖိတ်ခြင်းဖြစ်သည်သို့သောဆရာဖြစ်သူကမပါဝင်လိုသဖြင့်မိမိကိုယ်စားဝတ်သားလီသည့်တပိမကူသာဆေလွတ်ခဲ့သည်အေဂျင့်များကမိန်းကလေးတယောက်မူဘာအရေးချင်းရှိနိုင်မည်နည်းဟုတယောကြသောအခါသူမကဓားကိုဆွဲကင်ပြီးရင်ကောင်တအုပ်ကိုဖျက်တောက်ပြလိုက်သည်အနီးကပ်ကြည့်လိုက်သောအခါရင်ကောင်များသည်တေဆုံးခြင်းမရှိဘဲအတောင်ပံများကိုသာဓားဖြင့်တိတိကျကျဖျက်တောက်ခံထားရသဖြင့်အသက်ရှင်လျက်မြေပေါ်သို့လိပ်ပြလွတ်မတက်ပြုတ်ကျသွားခြင်းဖြစ်သည်တစ်ဖက်တွင်လည်းရန်သူများ၏လိုက်လံလှုပ်ကြံခြင်းကိုခံနေရသောအမှုဆောင်အရာရှိချုပ်သည်ထွက်ပြေးရင်းတောင်ပေါ်မှဆင်းလာသည့်ထိုမိန်းကလေးနှင့်ပိတ်တိုးမိပြီးလက်ဖြန့်ကာဖမ်းဆွဲမိသွားသည်မိန်းကလေးကစိတ်တူတူဖြင့်သူ့ကိုမေးလဲသွားအောင်လက်သီးနှင့်ထိုးပစ်လိုက်တော်လဲနောက်မှထက်ချက်မကွာလိုက်လာသည့်လူမိုက်ကိုင်းတစ်ဖွဲ့လုံးကိုမူသူမ၏ပြိုင်ဘက်ကင်းဓာတိုင်းချီကန်ချက်များဖြင့်တယောက်တည်းနှင့်အပြည့်ရှင်းပစ်ခဲ့သည်လူမိုက်ကောင်းဆောင်သည်မကျေနပ်သဖြင့် baseball ရိုက်တံဖြင့်ရိုက်ရန်ကြိုးစားတော်လဲသူမကဓာဖြင့်တစ်ချက်တည်းဝေရန်လိုက်ရာရိုက်တံကြီးသည်ချက်ချင်းပင်ဖုံမုံအဖြစ်ပြကျသွားပြီးလူမိုက်များလည်းကြောက်လန့်တကြားထွက်ပြေးသွားကြရသည်နောက်တစ်နေ့တွင်မိန်းကလေးသည်အမှုဆောင်ရာရှိချုပ်၏အိမ်သို့ထောက်ခံစာတစ်စောင်နှင့်အတူယာရုလာရောက်လျှောက်ထားသည်သူမတွင်အဆောင်လျှောက်အတွေ့အကြုံမရှိဘဲဝက်သားသာလိခဲ့ဘူးသည်ဟုဖြေကြားသဖြင့်အားလုံးကစွန့်သွားကြသည်အဖွဲ့ခေါင်းဆောင်ကစမ်းသက်သည့်အနေဖြင့်စနိုက်ပါသမားနှင့်ရင်ဆိုင်ရပါကမိတို့လုံမီမည်ဟုမေးသောအခါပြန်လောသားမြောင်ဖြင့်စနိုက်ပါသမားကိုလေထဲ၌ပင်အဆုံးစီရင်မည်ဟုရဲရဲဝံ့ဝံ့ဖြေကြားခဲ့သည်သူမ၏ဆရာကြီးကိုအားနာမှုကြောင့်အမှုဆောင်အရာရှိချုပ်ကသူမကိုအဆောင်လျှောက်အဖွဲ့၏ခေါင်းဆောင်အသစ်အဖြစ်ခန့်အပ်လိုက်သည်ထိုအခါအဖွဲ့ဝင်ဟောင်းများနှင့်အဖွဲ့ခေါင်းဆောင်ဟောင်းတို့ကမကျေနပ်သဖြင့်မိန်းကလေးကိုတင်ငန်းစာပေးရန်လက်ဝှေ့ချန်ပီယံ2ဦးကိုဆေလွတ်၍တိုက်ခိုက်ခိုင်းသည်သို့သောမိန်းကလေးကအသာစီးဖြင့်ပြင်းမြန်စွာတိုက်ခိုက်ပြီးရင်းတို့၏စပင်များကိုဓာဖြင့်အိတ်ကက်ထဲထည့်သလိုရိပ်ပစ်လိုက်သည့်အပြင်နံရံကြီးတစ်ခုလုံးအကွဲသွားစေလောက်သည့်ပြင်းထန်သောလက်သီးချက်ကိုပြသကာအားလုံးကိုအကြောက်တရားဖြင့်နာခံသွားအောင်ချက်ချင်းပင်လူကြီးပစ်လိုက်သည်ညစ်နက်တကောင်ရောက်သောအခါရန်သူများသည်ကမ္ဘာထိပ်တန်းလုံခြံတက်ဖြတ်ရေးသမားအပါဝင်လက်နက်ကင်တစုကိုခေါ်ဆောင်ပြီးထက်မှန်လုံခြံရန်အိမ်တော်အတွင်းသို့တိတ်တဆိတ်ရောက်ရှိလာကြသည်သို့သောရန်သူများပုံခုပြီးခြေလန်းစတင်လိုက်သည့်နှင့်တပြိုင်နက်ထူးခြားသောအာယုံခံစားမှုရှိသည့်မိန်းကလေးသည်ရင်းတို့၏တီနေယာနှင့်အကြံအစီကိုကြိုတင်၍ရိပ်မိနေခဲ့ပြီဖြစ်သည်